အလုံးမင်္ဂလာပါ channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့ဒါမှဒီရက်ပိုင်းတွေမှာပေါ့နော်အလုပ်လည်းနည်းနည်းများနေတဲ့အတွက်မိတ်ဆွေတို့ပြထားမိတဲ့အတွက်တောင်းပါပါတယ်အဲဆိုတော့ဒီမှာကျွန်တော်ကတော့ဒီမှာ premium VPN တလားစာလေးကိုလက်ဆောင်ပေးရင်းနဲ့ဒီ VPN လေးကဘယ်လိုကောင်းလဲပြီးလို့ရှိရင်ဘယ်လိုချိတ်ရလွယ်ကူလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာမို့လို့ကျွန်တော် channel လေးကို subscribe လေးတယောက်တစ်ချက်စီနှိပ်ပေးသွားရင်ဖြစ်အောက်ပေးကြပါဦးအဲဆိုတော့ဗီဒီယိုလေးကိုစတင်လိုက်မယ်ပေါ့နော်VPN လေးကတော့ချိတ်ရလွယ်ကူတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ connect လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ပဲသူကလွယ်လွယ်ကူကူလေးချိတ်တယ်ပေါ့နော်ပြီးလို့ရှိရင်ပြန်ဖြုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာအမြောက်လက္ခဏာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာပြန်ဖြုံးလို့ရပါတယ်ပြီးလို့ရှိရင် server location တွေရတယ်အများကြီးရှိတယ်ပေါ့နော် location server တွေအများကြီးရှိတယ်အဲဒီ server တွေကတော့ premium VPN ဝယ်မှပဲရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ premium VPN လေးကိုမိတ်ဆွေတို့ကိုတလားစာကိုကျွန်တော်ဒီဗီဒီယိုလေးမှာမိတ်ဆွေတို့တလားစာကို free ပေးသွားမှာဖြစ်ပါတယ်အဲဒါတော့ကျွန်တော်ဒီ VPN လေးကိုဘယ်လိုလေးစပြီးတော့လုပ်ရမလဲကုတ်ကဘယ်လိုထည့်ရမလဲပြီးလို့ရှိရင်ဘယ်လို download ဆွဲရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာစိုးဒီပြပေးသွားမှာဖြစ်လို့ဒီ VPN လေးကိုကျွန်တော် uninstall မောင်းလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်လည်းအတူ Play Store ထဲတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော် Play Store ထဲကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာ message တို့ကဒီမှာ AVASD ဆိုတာလေးကိုရိုက်ထည့်ပါပြီးလို့ရှိရင်ဒီလို logo လေးပေါ်လာတယ်ဆိုလို့ရှိရင်ဒီ logo လေးနဲ့ဟာလေးကိုကျွန်တော်တို့ရွေးရမှာပေါ့နော်တခါတလေကြားလို့ရှိရင်တချို့ဖုန်းတွေမှာ logo လေးကဘယ်လိုပေါ်လဲဆိုတော့ကျွန်တော်တို့ဒီလို logo လေးမျိုးပေါ်တယ်ပေါ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်း message တို့ကရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်း Avast Secure Line VPN ဆိုတဲ့ဟာလေးကိုနောက်မီလေးနဲ့ဟာလေးကိုmessage တို့ကရွေးရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီ VPN လေးကို install လုပ်လိုက်မှာပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်ပြထားသလို VPN logo လေးကတော့ဒီမှာနည်းနည်းပြောင်းနေတာဖြစ်ပါတယ်အပြင်ရောက်လို့ရှိရင်တော့အဲ logo လေးပုံစံမဟုတ်ပဲနဲ့ကျွန်တော်မှာပြထားတဲ့ logo ပုံစံတိုင်းကိုသူကပြောင်းမသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ VPN လေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့အထက်ဝင်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတို့ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကနေပြီးတော့လုံးမယ်ဆိုလို့ရှိရင်ဒီ VPN ကဒီလို guest star နဲ့ပေါ်မှာမဟုတ်ပါဘူးအဲဒါတော့ကျွန်တော်တို့ကပထမဦးဆုံးမိတ်ဆွေတို့ကဘယ်လိုလုပ်ရမလဲဆိုတော့အဲ VPN ကိုမချိတ်ခင်ကျွန်တော်တို့ free VPN တခုပေါ့နော်ကျွန်တော်တို့ကြံမဟုတ်ရင်မိတ်ဆွေတို့ချိတ်နေကြ free VPN တခုကိုချိတ်ပြီးမှပဲမိတ်ဆွေတို့ဒီ VPN ထဲကိုလာပါဒီ VPN ထဲကိုလာပြီးတော့ open ကိုလုပ်လို့ရှိရင်ကျွန်တော်ဒီလိုမျိုးတစ်ခါတည်းပေါ်နေမှာဖြစ်ပါတယ်အဲဒါတော့ကျွန်တော် link နှိပ်မယ်ဒီလိုနေရာရောက်လို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဟိုအပေါ်စိုးထိပ်ကိုနှိပ်မယ်ပေါ့နော်ဟိုအပေါ်စိုးထိပ်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်ထပ်ပြထားတဲ့စာကြောင်းလေးကိုထပ်နှိပ်မယ်ထပ်နှိပ်ပြီးတော့ဒါလေးမှာကျွန်တော်တို့ကုတ်ထည့်တဲ့နေရာလေးကိုအဲ့သွားပြီးတော့ကုတ်ထည့်ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကတော့ဒီနေရာလေးမှာကုတ်လေးထည့်ဖို့အတွက်ကျွန်တော်ကုတ်လေးသွားယူမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကကုတ်လေးထည့်ဖို့အတွက်ဒီနေရာလေးကိုရိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနက copy ယူထားတဲ့ကုတ်လေးကိုကျွန်တော် paste လုပ်ပြီးတော့ကျွန်တော်ဒီကုတ်လေးကိုကျွန်တော်ရိုက်လိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်ကကျွန်တော်တို့ဒီမှာပေါ့နော်အစေးရောင်ခလုတ်လေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့အစေးရောင်ခလုတ်လေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီနေရာလေးမှာ VPN ထဲကိုကျွန်တော်တန်းရောက်မယ်ပေါ့နော်ပြီးလို့ရှိရင် server ကိုသူ run နေတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာပေါ့နော် server location တွေအကုန်လုံးပေါ်လာတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့အရေးကြီးဆုံးတစ်ချက်ကကျွန်တော်တို့ VPN ထဲမှာ setting လေးနည်းနည်းချိန်ရမယ်ပေါ့နော်အဲ့ဒါလေးကလည်းလွယ်ပါတယ်ကျွန်တော်နဲ့အတူတစ်ချက်လက်ကြည့်ပေးပါဦးကျွန်တော်ဒီမှာ setting ပုံစံလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်နည်းနည်းဆွဲမယ်ပေါ့နော်ပေါ်နည်းနည်းဆွဲပြီးတော့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ VPN ဆိုတာလေးကိုကျွန်တော်ဒီနေရာလေးမှာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်သူ့ရဲ့ setting ကတော့အပေါ်ဆုံးမြင်းချောင်းလေးကိုမှပြထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာလေးကိုပေါ့နော်ဒီမှာပေါ့နော်ဒီစာကြောင်းရဲ့ဒီစာကြောင်းလေးကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ဒီစာကြောင်းလေးမှာကျွန်တော်တို့အမှတ်ချစ်လဲရပြီဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ပြန်ထွက်မှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ VPN ကိုတန်းချိတ်လို့ရပြီကျွန်တော်တို့ VPN ကတက်တန်းဘယ်လောက်ရှိလဲဆိုတာလေးကိုမိတ်ဆွေတို့တစ်ချက်ပြမယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာအပေါ်ဆုံးနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ VPN လေးကကျွန်တော်ဒီမှာပေါ့နော် April 4 လပိုင်းရက်နေ့ဆက်ထိ VPN လေးတက်တန်းကရှိသေးတယ်ပေါ့နော်ကျွန်တော်အရင်လကကျွန်တော်3 လပိုင်းတုန်းကရက်နေ့ဆက်မှာလုပ်ထားတဲ့အတွက်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့4 လပိုင်းရက်နေ့ဆက်ဆိုလို့ရှိရင်သူကတက်တန်းကုန်မှာဖြစ်ပါတယ်ဒီ VPN လေးကိုကုတ်ကလိုချင်လို့ရှိရင်ကျွန်တော်ရဲ့ဟိုပါပေါ့တော့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်လာမေးလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram ရဲ့ official account မှာလည်းကျွန်တော်ကိုကုတ်လေးလိုချင်ပါတယ်လို့စာလာပို့လိုက်လို့ရှိရင်ကုတ်ကတော့မိတ်ဆွေတို့ကိုပို့ပေးမှာဖြစ်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ကုတ်ဒီတလပြေလို့နောက်တလဆိုလို့ရှိရင်လည်းကျွန်တော်ကုတ်ကပြန်ထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်တလစာကိုမိတ်ဆွေတို့အတွက်အဆင်ပြေအောင်ကျွန်တော်ပရီမီယာကုတ်လေးကိုတလချင်းကိုကျွန်တော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်မိတ်ဆွေတို့ကဒီကုတ်လေးကို copy ယူမယ်ဆိုလို့ရှိရင်လည်းဒီကနေပြီးတော့ copy ယူလို့ရတယ်ပေါ့နော်ဒီကုတ်ကဖုန်းကျွန်တော်တို့ device အလုံး100ကိုတပိုက်အလုံး100သုံးလို့ရတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့တင်ငယ်ချင်းတွေကိုလည်းဒီဟာလေးကိုအလကား free ရည်သူမဲ့ဆိုပေးသုံးလို့ရတယ်ပေါ့နော်ဒါပဲလို့လဲဆိုတော့ကျွန်တော်ကတော့ဒီ Premiere ကိုကျွန်တော်တလားစာကိုလှုပ်ထားပြီးတော့မိတ်ဆွေတို့ကိုကျွန်တော် channel ကိုအောက်ပေးတဲ့သူတွေအတွက်ကိုကျွန်တော်ဒီမိတ်ဆွေတို့ကိုကူညီပေးတဲ့သဘောအနေနဲ့အဆင်ပြေပြေ Premiere လမ်းကောင်းသုံးလို့ရအောင်ကျွန်တော်ဒီနေရာလေးမှာကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးခြင်းဖြစ်ပါတယ်မျိုးစတို့ကျွန်တော် channel လေးမှာပေါ့နော်ကုတ်လို့ချင်တယ်လို့လာ highlight တာနဲ့မျိုးစတို့ကိုကုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲဒါတော့ဒီ VPN လေးကဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေကျွန်တော်နဲ့တည်တဲ့လူတွေအကုန်လုံးကိုလည်းကျွန်တော်ပေးတယ်ပေါ့နော်မျိုးစတို့လည်း30ချိန်လို့ဒီလိုလေးလုပ်လိုက်တာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကတော့မျိုးစတို့ကြိုက်တဲ့ location ကိုချိန်လို့ရတယ်ဗျာကျွန်တော်တော့ဒီမှာချိန်လိုက်မယ်ချိန်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ပထမဆုံးချိန်တယ်ဆိုတော့ဒီနေရာလေးမှာ connect ချိန်သွားပြီပေါ့နော်အဲဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကိုကျွန်တော် location တစ်ခု Canada ကိုချိန်မယ်ပေါ့နော် Canada ချိန်မယ်ဆိုလဲ Canada ကိုချိန်မယ်ဆိုလဲတန်းချိန်တယ်ပေါ့နော်တန်းချိန်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာနောက်တော့ location ကိုသွားရွေးမယ်ပေါ့နော်နောက်တော့ location ကိုသွားရွေးမယ်ဘာရွေးမလဲဆိုတော့ကျွန်တော် area ကိုရွေးမယ်ဆိုလို့ရှိရင်လဲဒီမှာတန်းချိန်တယ်ဒီ VPN လေးကဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်တို့အရင်ချိန်တာလဲများတယ်ပေါ့နော်ပြီးလို့ရှိရင်လဲကျွန်တော်တို့ line လဲကောင်းတယ် premium ဖြစ်တဲ့အတွက်လဲမိတ်ဆွေတို့300အဆင်ပြေလိမ့်မယ်နောက်ဆိုတော့ Facebook မှာ VPN ကြောင့်အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ကိုကျွန်တော်ဒီလိုလေးစေတလာလေးနဲ့မိတ်ဆွေတို့ကိုလုံနီးရောကုတ်ရောတခါတည်းပေးသွားဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ရဲ့ channel လေးကိုအစဉ်တကြိုက်အောက်ပေးကြတဲ့အတွက်မိတ်ဆွေတို့ကိုလည်းအားလုံးကျေးဇူးတင်ပါတယ်မေဂါစီတောင်းလေးကိုပတ်စံကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်